လာပါရှင်ဒီနေ့မှာတော့ချွာကြတော့ပေါ့နော်ကျောင်းတုံး accessory လေးလာပြပါရရှင်အခုမနေ့ပြန်ကျောင်းတက်ရတော့မယ်နော်ဒီနေ့33ရက်နေ့ပါရှင်ချွာအခုစပင်းညလိုက်တယ်နော်ညီမဒီလောက်ထိတိုးွားလာနော်အခုချူလာကြတော့ပေါ့နော်ကျောင်းတုံးပစ္စည်းလေးလာပြတာလွယ်အိတ်ကိုကြည့်လက်ရမ်းမိုက်ချွာအပြာရောင်လေးပဲဒီနေ့တုံးထားရဲ့အများဆုံးပေါ့နော်အရင်နှစ်ကောင်ပန်းရောင်ဒီပိုင်းတုံးတည်ခရင်ရောင်ဒီပိုင်းတုံးတည်ဒါပေမဲ့ဒီနေ့ကတော့အပြာရောင်အများလေးတုံးထားပါရှင်ဒါလေးအထီးကန်းတစ်ချက်ဒါလေးကိုကြတော့ချူဝီထည့်ပြီးမှဖြစ်ပါရဲ့ရှင်ပထမဆုံးချူပါပြချင်လဲဆိုတော့ကွန်မာဘူးလေးပါရှင်ဒီကွန်မာဘူးလေးကကြဒီလိုမျိုးလေးဒီပန်းနေပြန်မယ်ရောင်းပြန်ဖွင့်လိုက်အကြီးကြီးဖြစ်တဲ့ကွန်မာဘူးလေးပါဒီလိုမျိုးထုံထားရောဟာဖြစ်ပါဦးစိတ်တယ်ဒါလေးကကြတော့ကွန်မာဘူးလေးဒါကကြတော့ချူလို့ဒီခေတာဘောပင်လေးပါရှင်ဆရာလေးနော်ချွတ်ဒီနေ့ pencil kit တုံးတော့ပါရှင် pencil kit ကကြချူလို့အရင်က pencil kit တော့တုံးပြီးအခုကျ pencil kit မတုံးတော့တောက်ကလေးပါရနော်ဒီမှာကြည့်အော်ရတော့နော် pencil kit ကလေးမတုံးတော့ပါရှင်မတုံးဖြစ်တာပေါ့နော်မတုံးတော့မဟုတ်ပါအဲ့ဒါကလေတခဲတယ်ထိုးမိလေသူကအရာထင်းချူမကြိုက်လို့ပါရှင်ထည့်လိုက်ပြီးတခုပြောချူအရေးကြီးဆုံးကစာအုပ်တော့ဗလားစာအုပ်လေးနဲ့တရားစင်တော့မဟုတ်ဘူးချူအခုကျောင်းမနေ့ပြန်ကျောင်းဖွင့်ပြီနော်မနေ့ပြန်ကျောင်းဖွင့်တော့ဒီနေ့ညားထည့်ရမှာပါဒါကတင်ချာ English မြန်မာပဲပါတယ်အရန်လိုက်စောက်လေးကြီးနော်အရန်ကြိုက်တယ်ကိုထည့်မယ်လွယ်ထည့်တော့ထည့်ရရနော်ချူကမပြတော့လွယ်တဲ့ဒီထည့်နော်နောက်ကပေးတယ်ပြီးတော့အစိမ်းအောင်လေးတုံးထားပါရှင်အသစ်ဆက်နော်အရင်တော့ပေးတယ်နဲ့မတူစောက်ကြီးလေးပြမယ်ချူက2တန်းတက်မှာနော်ဒီနေ့ချူတက်ကတော့8နှစ်ပါရှင်မပြည့်သေးဘူး9နှစ်ကျော်သွား8နှစ်ပါရှင်မပြည့်တော့မပြည့်သေးပါဘူးနော်9လပိုင်းမှာပြည့်ပါရှင်ပြသည်ကျောင်းတုံး accessory အနေနဲ့မပါမဖြစ်ရောက်ဆုံးခဲတယ်စင်းရရဖြစ်ချမ်းသာဖြစ်ရောက်ဆုံးခဲတယ်နော်ထည့်ကြပါရှင်ဒါကြည့်12ပါတော့ချူပြမယ်နော်ဒီအောက်ကနေလောက်ရပါရှင်တော့ကွန်မာဘူးမလို့ပေါ့နော်သူ့ဟာကွန်မာဘူးဖြစ်နေပြီသားနော်ဒီမှာတကူဒီဘက်မှာအရင်မိုက်ပါရှင်ဒါလေးကိုချူလို့ကတခုထည့်ပါမယ်အရန်မပြီးသေးဘူးနော်ချူလို့မခါနာနေနော်ထိုင်ရများလို့အခုမပြီးသေးဘူးဖတ်စာလေးပါလို့တည်းဒါကြ name cap ကကြတော့name cap ကကြတော့ချူလို့မပါဖြေးထည့်ရပါရဲ့ရှင်ဘာဖြစ်လို့လဲဆိုတော့ name cap ဆိုကိုပုံမျိုးတော့ဒီမလုပ်ပေးတန်းနှစ်ကတော့မလုပ်ပေးပါဘူးရှင်အခုမှ KG တော့လုပ်ပေး2တန်းလုပ်ပေးမလားမသိဘူးလားဒါလေးထည့်ပါရှင် name cap စနမလို့လေးပါရှင်ဒီဇိုင်းလေးစနမလို့ဒီဇိုင်းချူမမနစ်ကတုံးနဲ့စနမလို့ကြောက်ပါရှိရနော်ဒါကကြောက်ချူလို့တရင်ကျတော့ကျဲတုံးမယ်နော်ကြောက်ပိတ်ကန်လေးဆိုချူမနောက်တစ်ခုရှိတရားဆိုတော့ချူလေးနောက်တစ်ခု73လိုက်ပဲနော်အခု view share မှာဆိုလို့ချူမြင်လေးပဲရိုက်ပြလိုက်တော့မယ်နော်ဟုတ်လေရေဘူးပြတ်မှာဆိုလို့ချုံဇက် quickly ချုံဇက်ချစ်စရာလေးနော်ဆရာလေးလာလိုက်တာခွေးကလေးချိုစလေးတကူထည့်မယ်ဒါ 10 color pen လေးကြတကူသူကကြတော့10ရောင်ပါတဲ့ဘောဘီမပြောချင်တာ10ရောင်ပါတဲ့ဘောလေးပါ10 color pen လေးချစ်စရာနော်သူကကြတော့သူကဘောလုံးပါရဲ့ချူဆော့လိုက်တာဘောလုံးပြုတ်သွားဒါကြသူအကြိုက်ဆုံးအရောင်လေးကတော့ blue ထင်းလေးပါရှင်ရင်းလာနော်အရောင်လည်းထင်းအရန်ထင်း5မိနစ်ပြောင်းဆိုင်နေရချူကအခုဒါကြည့်ချစ်စရာလေးနော်လာရေဘူးကကြတော့ဒီဟာကိုနှုတ်ပြီးတော့ဒီထဲကိုထည့်ရနော်ကောင်းလို့ရန်စားလို့ကောင်းပါရှင်ဒါဒီတည်းမတည်းချူပြမယ်နော်ချူမှာကြတော့ဒီဥစ္စာကိုထည့်ဖို့နှစ်ခုအောင်ပြည့်ရနော်ထ
မင်းဆိုင်ကိုချူပြမယ်နော်ဖွင့်ပြမယ်အမလေး6မိနစ်လောက်ကြာပါဒီဗီဒီယိုရိုက်တာဒါမဲ့ကြည့်ပေးကြပါနော်ဗီဒီယိုရှည်လဲဒါကြောင့်စွန်းရခရင်နဲ့ကောင်လေးပုံစံလေးသူကအာစမကောင်လေးပုံစံနဲ့မပြောင်းဝဲတာစနော်ချစ်စားလေးဒီဟာလေးကတော့အထဲမှာ2ကန်အပြင်မှာ1ကက်3ကန်ပါရှင်ဒါပြီးတော့သူ့နောက်ဆုံးပြစရာမရှိတော့ဒီမှာဒါကြတော့ဟိုအိတ်ကလေးပါရှင်ဒီကကြတော့လက်ကင်လေးနဲ့ဒါကြတော့ဒီထမင်းကြိုက်ခဲ့ကိုအဲ့ဒါမဟုတ်ဘဲနဲ့သူ့မှာချင်းနှောင်းလေးရှိပါရှင်ဈေးချင်းနှောင်းပါရှင်စပါအချင်းနှောင်းလေးထည့်မယ်ချင်းနှောင်းလေးပထမဆုံးထည့်ထားမယ်ဒီဟိုဟုတ်စာကကြတော့လူမပေါ့6မိနစ်လောက်ကြာနေပြီမြန်မာအင်္ဂလိပ်တင်ချာမြန်မာအင်္ဂလိပ်တင်ချာလူမှုရေးသိပ္ပံပြည်သူညီစီနဲ့ဇာယူတာအမှုပေါ့ဇာယူတာနဲ့ပြည်သူညီတီဒီမှာတင်ချာ English လူမှုရေးသိပ္ပံမြန်မာအင်္ဂလိပ်တင်ချာလူမှုရေးသိပ္ပံဇာယူတာ6ထည့်ရပါရှင်ကျူလို့2ပန်းပါတဒန်းလည်းအလုပ်ထည့်ရ KG ကကြောက်ကျူရေး3ပါတာပဲထည့်ရပါရှင်အမလေးလေးမေဟဲ့ကြောင်နာနော်စတာလေးထည့်နေတာကြာသွားမှာဆိုကျူနေတော့ပြင်းနေတာအာမလေးလုပ်မယ်နော်မြန်လေးလုပ်ပေးပါရှင်ဗီဒီယိုကရိုက်တာ6မိနစ်ကျော်လောက်ကြာပြီဒါပေမဲ့ကြည့်ပြီးနော်6မိနစ်ကျော်ပါကြည့်ပြီးနော်ချူပြောထားတာစားပါရှင်ကြည့်ပြီးနော်ကြည့်ပြီးတော့ဟာဘီအခုတော့ချူဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဘာဗီဒီယိုလေးကြည့်ရှင်လဲဆိုတော့ comment အောက်မှာရေးခဲ့အောင်နော်အားလုံးပဲ bye bye